ရှုပ်သွားဖျားတကယ်ကုန်ကျေးဇူးတော်ချီးမွမ်းခြင်းပါတယ်ဒီကနေ့မှကျွန်မရုပ်ဆောင်လာတဲ့နှုတ်ကပတ်တော်ရဲ့ခေါင်းစဉ်လေးကချီးမွမ်းရင်းနဲ့သိမ့်ပိုက်ဆိုတဲ့နှုတ်ကပတ်တော်ခေါင်းစဉ်လေးပဲဖြစ်တယ်နှုတ်ကပတ်တော်မူငါခင်အခြေပြုကျမ်းပိုက်လေးတစ်ပိုက်ဖတ်ပြခြင်းနဲ့ဆာလံကျအခန်းကြီး40ခွန်အငယ်1မှနဲ့လူမျိုးအပေါင်းတို့လက်ခုပ်တီးကြလော့ဖျားသခင်အထံသို့အောင်တန်ကိုလွှင့်၍ကြွေးကြော်ကြလော့အကြောင်းမူကားအမြင့်ဆုံးသောထာဝရဘုရားသည်ကြောင်းမဲ့ဖွယ်သောဘုရားမြေကြီးတစ်ပြင်လုံးကိုအစိုးရသောမဟာမင်းကြီးဖြစ်တော်မူ၏အာမင်ကျမတို့ကိုးကွယ်တဲ့ဘုရားကအင်မတန်ကြီးမြတ်တဲ့ဘုရားတကိုးကြီးတဲ့ဘုရားဖြစ်တယ်ချီးမွမ်းခြင်းကိုနှစ်သက်တဲ့ဘုရားကိုးကွယ်ခြင်းကိုနှစ်သက်တဲ့ဘုရားဖြစ်တယ်ကျွန်တော်တို့လူသားတွေကိုကနဦးဖန်ဆင်းရတဲ့အဓိကရွေးချက်ကသူကိုချီးမွမ်းဖို့ကိုးကွယ်ဖို့ပဲဖြစ်တယ်။အာမင်။တဲ့သက်တာထဲမှာချီးမွမ်းခြင်းကိုသာရွေးချယ်မယ်ဆိုရင်ရန်သူကလမ်းတသွယ်နဲ့လာတိုက်ပေမဲ့လမ်းခဏသွယ်ဖြစ်ဖရာသခင်ကအရှက်တကွဲအကျိုးနဲ့ပြေးသွားရတဲ့ခွင့်ဖရာပေးမှာဖြစ်တယ်။အာမင်။ရန်သူမာနအကြောက်ဆုံးသောအရာကချီးမွမ်းခြင်းပဲဖြစ်တယ်။ချီးမွမ်းခြင်းကယုံကြည်သူရဲ့အသက်တာထဲမှာမရှိမဖြစ်လို့တဲ့အရာအသက်သွေးကြောဖြစ်တယ်။အာမင်။တင်းရဲ့အသက်တာထဲမှာချီးမွမ်းခြင်းကိုရွေးမလားညှိသွားခြင်းကိုရွေးမလားဆိုတဲ့အရာတင်းကိုယ်တိုင်ဆုံးဖြတ်ချက်ချရမှာဖြစ်တယ်အာမင်ချီးမွမ်းခြင်းကိုမရွေးဘဲနဲ့ညှိသွားခြင်းကိုသာရွေးချယ်မယ်ဆိုရင်ဖခင်ပြင်ဆင်ပေးမယ်အကောင်းဆုံးသောကောင်းကြီးမင်္ဂလာနဲ့လွယ်သွားနိုင်စရာအကြောင်းရှိတယ်ညှိသွားခြင်းကိုရွေးချယ်တဲ့ဣသရေလလူမျိုးတွေအသက်တာထဲမှာဆိုရင်ဖခင်ကသူတို့ကိုနှုတ်နဲ့ပြည့်ရစီတော့ပြေအကောင်းဆုံးသောခန္ဓာပြေကိုဖခင်ကပို့ဆောင်မယ်လို့ဂတိပေးခဲ့ပါတယ်ဒါပေမဲ့ဖခင်ရဲ့ဂတိတော်သူတို့ရဲ့အသက်တာထဲမှာဘာကြောင့်မပြည့်စုံရလဲအမြဲတမ်းသူတို့ရဲ့အသက်တာထဲမှာညှိသွားခြင်းကိုပဲရွေးချယ်လို့ဖြစ်တယ်ဖခင်ကသူတို့နဲ့အတူမပါရှိတာမဟုတ်ဘူးသူတို့နဲ့ဖခင်ရဲ့အတူပါရှိခြင်းလက်တော်ဟာတကိုးတော်ဟာအော်ဖွယ်ရနော်သူတို့မြင်တွေ့ုံသာမကဘူးနမိတ်လက္ခဏာတွေနဲ့ဖခင်ပို့ဆောင်ခဲ့ုံသာမကဘူးဘေးပတ်ဝန်းကျင်ရန်သူတွေကသူတို့ကိုဖိတ်တော့အောင်ကြောက်ရတဲ့အနေအထားတွေဖခင်ကသူတို့နဲ့အတူပါရှိခဲ့တယ်သူတို့ကိုကြွယ်ကာခဲ့တယ်မဆခဲ့တယ်တို့ပေမဲ့အခက်ခဲပြဿနာကြုံတွေ့တဲ့အခါမှာသူတို့ကတင်းငယ်တဲ့အခက်ခဲပြဿနာကိုပဲအမိပြုfocus ထားပြီးတော့ဖခင်ကြီးမြတ်ခြင်းကိုပမာဏမပြုတဲ့အခါမှာသူရဲ့အသက်တာထဲမှာပျက်စီးခြင်းကိုကြုံဆုံရတယ်ဖခင်တင်စင်ပေးတဲ့နှုတ်နဲ့ပြည့်ရစီတော့ပြင်မဝင်စားပဲနဲ့တော်ထဲမှာပဲတည်ကြည်ပျက်စီးကုန်တယ်ဆိုတဲ့အရာကိုနှုတ်ကပတ်တော်ထဲမှာတွေ့ရတယ်။တို့ပေမဲ့ချီးမွမ်းခြင်းကိုရွေးချယ်တဲ့ new generation ဖြစ်တဲ့ယေရှုကာလတို့လက်ထက်မှာကြတော့အကောင်းဆုံးသောနှုတ်နဲ့ပြည့်ရစီတော့ပြင်ဖခင်ပို့ဆောင်တဲ့အရာတွေ့ရတာဖြစ်တယ်အာမင်။ဒါကြောင့်မို့လို့တဲ့အတွက်တာထဲမှာချီးမွမ်းခြင်းကိုပဲရွေးချယ်ဖို့ခွန်အားပေးခြင်းတယ်။မှန်ပါတယ်ကျမတို့အသက်တာထဲမှာလူသားဖြစ်တဲ့အတွက်အခက်ခဲတွေပြဿနာတွေစိန်ခေါ်မှုတွေဧကမှုချမလွဲမသွေကြုံတွေ့ရမှာဖြစ်တယ်။ဘာလို့လဲကျမတို့နေတဲ့နေထိုင်တဲ့နေရာလူလောကကြီးဖြစ်တဲ့အတွက်အခက်ခဲတွေဒုက္ခပြဿနာတွေရှိမှာပဲ။ကျမရဲ့အသက်တာထဲမှာလည်းရှိပါတယ်။အထူးသဖြင့်ငွေကြေးဆိုင်ရာမှာအခက်ခဲပြဿနာမကြာခဏဆိုတဲ့လိုမျိုးကြုံဆုံရတယ်။နောက်ပြီးဆရာဝန်တွေကုလို့မနိုင်တဲ့အနာရောဂါကျမ်းမာရေးနဲ့ဆိုင်တဲ့အနာရောဂါတွေရင်ဆိုင်ရတယ်ဘယ်သူမှမကယ်တင်နိုင်တော့တဲ့အခြေအနေကျမရောက်ခဲ့တယ်သို့ပေမဲ့လည်းဒီလိုမျိုးအခြေအနေကြုံတွေ့တဲ့အခါမှာကျမဆုံးဖြတ်ချက်တစ်ခုပဲချလိုက်တယ်အဲ့အရာကချီးမွမ်းခြင်းပဲဖြစ်တယ်ထိုကြီးမြတ်တဲ့ဖခင်ကိုပဲကျမရွေးချယ်မယ်လို့ဆုံးဖြတ်ချက်ချလိုက်တယ်ချီးမွမ်းလိုက်တဲ့အခါမှာကျမရဲ့အသက်တာထဲမှာကျမမမျှော်လင့်ထားတဲ့အရာဖခင်ရဲ့လက်တော်ဖခင်သူကိုတော့ကျမအသက်တာထဲမှာမြင်တွေ့ရတယ်ခံစားရတယ်ဖခင်မျက်မှောက်တော်ထဲမှာဖခင်ချီးမွမ်းတဲ့အခါမှာလွတ်မြောက်ခြင်းတွေရှိတယ်အာမင်ကျမ်းမာခြင်းတွေရှိတယ်ကျမဝန်ထုပ်ရှိသမျှတွေအရေးပြောရတဲ့အထိဖခင်အကောင်းကြီးပေးရဖြစ်တယ်အာမင်ချီးမွမ်းခြင်းကအင်မတန်တကိုးကြီးသောလက်နက်ဖြစ်တယ်တင်းရဲ့အသက်တာထဲမှာလဲတင်းဝန်ထုပ်အခက်ခဲပြဿနာတွေဖခင်ဖြေရှင်းပေးခြင်းတာဖြစ်တယ်အာမင်တဲ့ပြဿနာတွေတောင်းတွေလို့ကြီးမားပါစေဖခင်ကဖျောင်းကဲ့သို့အရေးပြောရတဲ့အခွင့်ကိုပေးနိုင်တာဖြစ်တယ်အာမင်ကျမတို့ကိုးဝယ်တဲ့ဖခင်ကကဘာကြီးစက်ကြောလာတစ်ခုလုံးထဲကြီးမြတ်တဲ့ဖခင်အာမင်ကြောက်မဲ့ဖွယ်သောတကူအာနာနဲ့ပြုရတဲ့ဖခင်ဖြစ်တယ်ဆိုပြီးနှုတ်ကပတ်တော်ထဲမှာဖော်ပြတယ်ထိုဖခင်ရဲ့ကြီးမြတ်ခြင်းကိုဒါတင်းရဲ့အသက်တာထဲမှာနေရာပေးမယ်ဆိုရင်တင်းရဲ့အသက်တာမှာဖခင်ရဲ့အမှုသစ်တွေထူဆန်းအောဖွယ်ကောင်းကြီးမင်္ဂလာတွေဧကမှုချမလွဲမတွေ့မြင်ကိုမြင်တွေ့ရမှာဖြစ်တယ်ဆိုတဲ့အကြောင်းအများလုံးနဲ့နှုတ်ပတ်တော်အဖြစ်တိုက်တွန်းခွန်အားပေးသွားချင်ပါတယ်အရောက်တိုင်းဖခင်အထူးကောင်းကြီးပေးပါစေ God bless you all